ရန်ကုန်တက္ကသိုလ်ဝေသာလီဆောင်ရောက်ပါပြီအဲ့တော့ကျွန်တော်ဟိုတနေ့ကဖြေထားတဲ့အောင်စင်းကိုတွားကြည့်ပါမယ် Political Science ဘွဲ့လွန် Diploma ကိုကျွန်တော်ဝင်ခွင့်ဆောင်းဝိုင်းဖြေထားပါတယ်လူတွေ့ရေးဖြေနှစ်ခုစလုံးကိုကျွန်တော်တိကျစွာဖြေထားတဲ့အတွက်ကြောင့်အောင်မြင်လို့ထင်တယ်တွားကြည့်ကြမယ် ဒီတာဒီဆောင်ရောက်ပါဒီနေ့ပွားအောင်တယ်နောက်မှကတ်ထားတယ်အခုဒီ department အားလုံးပဲမင်္ဂလာပါအခုကျွန်တော်အောင်စင်းလာကြည့်ရပါတော့ကျွန်တော်တို့ဟာရန်ကုန်တက္ကသိုလ်ဝေသာလီဆောင်မှာဟောပါတော့ဖွင့်မဲ့ကျွန်တော်ပြလို့မရဘူးကျွန်တော်မျက်နှာပြတာကျွန်တော်မပြမလို့ဝေသာလီဆောင်အောင်စင်းလာကြည့်တဲ့အခါမှာဗာလဲဆိုတော့ကျွန်တော်12ရက်နေ့တုန်းကမနက်8 နာရီနဲ့9 နာရီမှာကျွန်တော်တို့ရေးဖြေရတယ်ဒီဟိုဝင်ခွင့်ဆောင်ပွဲပေါ့နော်ဒီဘွဲ့လွန် Diploma in Political Science ကိုပေါ့နော်ကျွန်တော်ရန်ကုန်တက္ကသိုလ်ဝေသာလီဆောင်ကဒီနိုင်လာဟိုဌာနဖွင့်တာပေါ့နော်Political Science and International Relation ဌာနဖွင့်တဲ့ဟာကိုကျွန်တော် address exam လာဖြေတယ် exam မှာသူကကျွန်တော် the best 10ရက်လောက်ကျွန်တော်တိကျပြင်ဆင်တယ်ကျွန်တော်သိချင်တဲ့ဟာတွေရောအရင်တော့ဖတ်စုလေ့လာတဲ့ခုနှစ်တွေရောပေါ့နော်တိကျပြင်ဆင်ပြီးတော့ exam တော့ဖြေတဲ့အခါမှာတိကျဖြေနိုင်တယ်ပေါ့နော်ကျွန်တော်ရေးဖြေကိုအဲ့လောက်ထိဖြေနိုင်မယ်လို့တော့ကျွန်တော်မထင်ကျွန်တော်2018 19မိကုန်းဟောင်းတွေဖြေတဲ့အခါမှာကျွန်တော်မှားတယ်အချို့ multiple choice တွေ quadrat တွေအချို့ short note တွေဆိုတော့နည်းနည်းကျွန်တော်တို့ကရုပ်တရက်ပေါ့နော်မပြင်ဆင်ရသေးတဲ့အချိန်မှာနည်းနည်းခတ်တယ်ခတ်တော့ဒီနေ့လည်းခက်မယ်လို့ထင်တယ်ဒါပေမဲ့ဖြစ်ချင်တော့ကျွန်တော်ပြင်ဆင်တာနဲ့လုံးဝမိကုန်းတွေ short note တွေလောင်းဒီ opinion မေးတဲ့ဟာတွေအကုန်လုံးကွက်တီတွေတိုးရပါတော့ကိုပြင်ဆင်သွားတဲ့ຢာရင်းနဲ့အဲ့တော့ကျွန်တော်တိကျဖြေနိုင်တယ် multiple choice တွေဆိုတော့အကုန်မှန်တယ် quality တွေပေါ့နော်အဲ့တော့ကျွန်တော်အကုန်မှန်တယ်ပေါ့နော်အဲ့တော့ရေးပြင်မှာ 100% အောင်မြင်သွားတယ်12နာရီမှာကျွန်တော်တွေ့မေးတယ်အဲ့ဒီမှာတွေ့မေးတဲ့အခါမှာကျွန်တော်12နာရီလာစောင့်တယ်ဒါပေမဲ့ကျွန်တော်အလှည့်က interview နေ့လည်2နာရီလောက်မှရောက်တယ်ရောက်တဲ့အချိန်ကျတော့လေနည်းနည်းလေးတော့ hardest ဖြစ်နေပြီတော့နော်ဟိုရာသီဥတုပူလာနဲ့ဗာနဲ့ညာနဲ့ထဲထဲဝင်တော့တယ်ဒါပေမဲ့ဆရာမကြီး3ယောက်ပေါ့နော်ဗမာခါကြီး3ယောက်နဲ့ကျွန်တော်တို့အင်္ဂလိပ်လိုမေးတယ်အင်္ဂလိပ်လိုသူဒီဟိုဘယ်လိုပြောမလဲဒီကျွန်တော်ဖြေဆိုခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်မေးတဲ့အခါမှာအကုန်ဖြေနိုင်တယ်ဒီချိန်ကြီးတွေအကုန်ကြိုက်တယ်ဗောနော်အခုကျွန်တော်အောင်စင်းလာကြည့်တယ်အောင်စင်းလာကြည့်တော့ကျွန်တော်တို့ဖြေဆိုတဲ့တွေကလူဟိုဟာလောက်တော့ဟိုကျွန်တော်ထင်တယ်နံပါတ်81ယောက်အောင်နေထင်တယ်81ယောက်ထဲမှာသူတို့ကကျွန်တော်တက်လုံးကြည့်တဲ့အောင်စင်းနဲ့တူမှာကျွန်တော်ငယ်ငယ်တော့ row number 1 2 3 4 5 6 7နေပြီးတော့ရှိသမျှလူပေါ့နော်အဲ့ဒီမှာမကြတဲ့လူကကွက်ပြုတ်ပေါ့နော်ပြုတ်လို့ဆိုရင်အဲ့နာခုနံပါတ်ပြောင်းနေပြီဆိုအဲ့လူကဒီစောင်းမကြရင်ကြာမကြရင်အဲ့အောင်စင်းထဲမှာပါလာပေါ့နော်အခုကျွန်တော်ကြည့်လိုက်တော့ကျွန်တော်ခုနံပါတ်32ဆိုတော့အဲ့ဒီ row number ဒီ address တွေ32ဆိုပြီးကြည့်လိုက်ပြီးတော့ရုပ်တရက်32နေရာမှာကွက်ပြောက်ဟာကျွန်တော်ရင်ထဲကိုဒိန်းနေပဲတည်းဟာသွားပြီလို့ရေးဖြေလည်းဖြေနိုင်တယ်ဟိုနှုတ်ဖြေအင်တာဗျူးတော့အောင်နေဟိုတိချိတ်တွေအရန်ကြိုက်တယ်ဟိုအခုဖြေလည်းဖြေတော့ဟိုဒီကဘာကြီးအကြောင်းကျွန်တော်အနေနဲ့ဟိုဒီဟိုအစားဆုံးလုံးဝ political ကိုတိချောက်လေ့လာတာပြီးမနက်တိုင်းသတင်းဖတ်ပြီးတော့သူတို့ကိုတိချောက်ဟို share တယ်ဟို share တော့တိချိတ်ကဒါလည်းသိတာပဲ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 ဆိုပြီးတော့ဟိုတော်တော်များများကျွန်တော်သိရဟွာသိရမှာအဲ့လိုမျိုး Israel နဲ့ Arab ဖြစ်နေတဲ့ဟာတွေဒီကျွန်တော်ဘယ်လိုပြောရမလဲဒီအခု Donald Trump ရဲ့နောက်ဆုံးအဲ့ဒီမနက်မှာ Green Land ကိုတင်းကျင်တဲ့အရာတွေမှာကျူရိုဝင်ပြီးတော့ arrest လုပ်သွားတဲ့အရာတွေနောက်ပြီးတော့မှဒီ Ukraine နဲ့ဖြစ် Russia နဲ့ဖြစ်နေတဲ့အရာတွေဒီ China ဒီ Taiwan occupy လုပ်ချင်တဲ့ဟာတွေအားလုံးပေါ့နော်ကျွန်တော်တော်တော်များများပြောတယ်ပြောနေနဲ့ဟိုတော်တော်များများလဲဟိုပေါ့အခုဆိုရင်သူဒီ Donald Trump ဆိုကူဘာဆိုရဲတို့အနေနဲ့ချက်ကင်နေ Iran မှာဆိုရဲဆန္ဒပြမှုတွေတိုက်ရိုက်ဆန္ဒအဲ့ဒီမနက်မှာပါနော်ဒီရန်ကုန်မြန်မာနိုင်ငံမှာဆိုဖြစ်သွားတဲ့အရာတွေကျွန်တော်တိကျလေ့လာသွားတယ်လေ့လာပြီးတော့ use foreign ရစားပါနော်2020 use foreign ရစားအကုန်ဖြေနိုင်တယ်ဟောဘယ်လိုမျိုးဒီအောင်စင်းမှာကိုယ်နဲ့ပဲတွေ့ရလုံးဝရင်းနဲ့ဒိန်းနေတော့သွားပြီလို့ဘာလို့ဖြစ်သွားလဲဒါတမင်တရာပဲဖြုတ်သွားတာပေါ့နော်တေချာပြန်ပြီးတော့လေဟို A4 3ရွက်မှာပေါ့လေလူ့ process တစ်ယောက်ရဲ့နာမည်လေးကြည့်တော့မှဒုတိယစာရွက်ကျွန်တော်ပထမစာရွက်ကြည့်တယ်ပြီးနောက်ဆုံးစာရွက်ကြည့်တယ်သွားပြီးတော့အလဲမှာလည်း scanning လုပ်လိုက်တယ်မတွေ့ဘူးပေါ့နော်တွေ့တော့ပြေဖြိုးလှိုင်းနေဟာသွားပြီးတော့နာမည်ပါပြီးကြမှာလည်းညိုးလေးထောက်ပြီးတစ်ခုချင်းကြီးကြည့်တော့မှပဲကျွန်တော်ပါတယ်ပေါ့နော်DBS 30နဲ့ပြေဖြိုးနိုင်တယ်အရန်ပျော်တယ်ကျွန်တော်အခုကျွန်တော်ငယ်လေးနဲ့တက်ချင်နေအောင်တက်တူရဲ့ចောင်းသားလည်းဖြစ်ခွင့်ရပြီကျွန်တော်ဒီမှာဒီ political study လည်းဒီဝေဒလီဆောင်မှာဟိုလောက်ရတော့မယ် political science ကိုဆိုတော့ကျွန်တော်အရန်ပျော်တယ်ပေါ့နော်ငယ်လေးတွေကဖြစ်ချင်နေတဲ့ဆန္ဒကိုလည်းတော့ရမယ်ဆိုတော့ကျွန်တော်19ရက်နေ့မနက်စတက်ပြီအားလုံးကျေးဇူးတင်ပါတယ်ဟိုတနေ့ကမှကျွန်တော်စောင်းမတော့ဖြစ်တော့တဲ့ပုံလေးတွေဗီဒီယိုလေးတင်ခဲ့တယ်ဆိုတော့အခုကျွန်တော်ဟိုလုပ်ပါလေနော်ကျွန်တော်ဟိုတင်မယ်လေးအခုပြောပြတဲ့ဟာလေးကျွန်တော်တင်ပေးမယ်နော်โอเคပြီးနောက်နေ့ကျွန်တော်ဟိုပေါ့ကျွန်တော်ဖြေခဲ့ရတဲ့မိကုန်းဟောင်းလေးကျွန်တော်သိလာခဲ့တဲ့ဟာတွေ note တွေကိုလည်းဟိုတနေ့ကဟို comment မှာတကယ်တည်းတယောက်မေးလာတော့ကျွန်တော်အဲ့ဒါလေးလည်းပြန်တင်ပေးမယ်နော်โอเคကျေးဇူးပါ